ခုမှလည်းအမရမအားရပွေကောအရင်ကိုကျွန်တော်အားရတယ်မေပြန်ကຫນွေဦးတော်လှန်ရေးရေးဖို့ရေးမေဒီတော်လှန်ရေးကိုပံ့ပိုးကူညီတဲ့ပြည်သူလူထုဒီကျွန်တော်တို့ပေါ့တိုင်းသားနေမီကလူကြီးဒီပြည်သူလူထုကလည်းတိတ်လေးစားတယ်ခင်ဗျားတို့ရဲ့လှုပ်ရှားမှုပေါ်မှာအမရမအားရခြင်းနဲ့ဒီဆိုတဲ့ဥစ္စာကိုဒီကနေတရှင်းပြောလို့တယ်တကယ်တမ်းဆိုလို့ရှိရင်တော့အဲ့ဒီတိုင်းခုနှစ်တိုင်းမှာဆက်လက်ပြီးတော့ဘုံရန်တို့ကိုချေမုံတယ်ဆိုလို့ကျွန်တော်တို့ပွဲကအဆုံးဖြတ်တယ်ကျွန်တော်တို့ပွဲကအဆုံးဖြတ်တယ်အဲ့ဒီဖက်မှာအဆုံးဖြတ်ပေးမယ့်နေရာကအဲ့ဒီဖက်မှာဖြစ်တယ်တနိုင်ငံလုံးအတိုင်းတာနဲ့အဆုံးဖြတ်ပေးမယ့်MK ပေါ့နော်အဆုံးသက်ကမေပြန်ပိုင်းမှာရှိတယ်အဲကြောင့်မေပြန်ပိုင်းမှာခွန်အားဒီထက်ကောင်းတဲ့ကောင်းအောင်ပြင်ဆင်ကြပါကျွန်တော်တို့တိုင်းသားအားလုံးကလည်းကျွန်တော်တို့ကနီးမျိုးစုံနဲ့တက်နိုင်တဲ့လမ်းပေါင်းစုံနဲ့ပံ့ပိုးကူညီမယ်အဲတော့ကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတိုင်ပေါ့နောက်ဆုံးပေါ့ထိုးစစ်ပေါ့အထွေထွေထိုးစစ်ကြီးဆိုပါလား NUG ကာကွယ်ရေးဝန်ကြီးရဲ့တုံးထုံးကအဲ့ဒီအထွေထွေထိုးစစ်ကြီးအထွေထွေတိုက်ပွဲကြီးပေါ့အဲ့ဒီဥစ္စာကိုကျွန်တော်တို့လည်းဆူတောင်းပေးတယ်အဲ့ဒီဥစ္စာအောင်မြင်ဖို့အတွက်ကျွန်တော်တို့လည်းဖက်ဆုံတောင်းဆုံရတဲ့ပံ့ပိုးကူညီဖို့ကျွန်တော်တို့လည်းလုပ်နေပါတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောလိုပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့ချင်းပြည်ဖက်ကိုနည်းနည်းလှည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချင်းဒီကအလုံးတည်တဲ့အတိုင်းပဲတော်လှန်ရေးအရာစုကလောလောဆယ်မှာတော့အင်အားစုနှစ်စုလိုဖြစ်သွားတယ်တစ်ဖက်ကလည်းချင်းလင်းကောင်စီစုဖွဲ့ဖက်နောက်တစ်ဖက်ကလည်းကျွန်တော်တို့ညီကူဒီချင်းဘရာဒါဒီတော့ CB ဖွဲ့ဒီရှိတယ်အခုတော့ကျွန်တော်တို့နှစ်ဖွဲ့စလုံးကဘလို့နီးနမငါတို့အကြားမှာရှိတဲ့ပြဿနာကိုစီကြီးရနဲ့မဖြေရှင်းရဘူးအဖြေမရှာရဘူးစီအင်အားကိုတုံးချပြီးတော့ဖြေမရှာရဘူးနိုင်ငံရေးအရာစပွဲပေါ်မှာပဲဖြေရှာမယ်ဆိုလို့စာကိုကျွန်တော်တို့ကအခိုင်အမာသဘောတူပြီးသားဖြစ်တယ်အဲ့ဒီပေါ်မှာလည်းမဇောရမ်ဖက်ကလူကြီးဒီပါပေးတယ်မဇောရမ်ဖက်ကလည်းဘောတင်ငီတင်ဝဲဖြစ်ဖို့အတွက်နီလန်ပေါင်းစုံနဲ့ပံ့ပိုးကူညီတဲ့ပေါ်မှာလည်းကျွန်တော်တို့တိတ်အားရတယ်သူတို့ကလည်းကျွန်တော်တို့ကတိတ်လေးစားတာပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီဥစ္စာလေရလက်တစ်ခုတော်တော်လေးထင်သာမြင်သာရှိတဲ့ရလက်တစ်ခုတော့ရပြီလို့ကျွန်တော်တို့ပြောလင့်တယ်အခုကလွန်ခဲ့တဲ့ဧပြီလဒုတိယပတ်လုံးမှာတွေ့မလားလို့ကျွန်တော်တို့ပြင်ဆင်တာရှိတယ်ဒါပေမဲ့အဲ့ဒီ CB ဖက်ကနေဖလန်မြို့ကိုတင်ပိုက်တဲ့ခါမှာငါတို့ကျွန်တော်တို့အားလုံးကလည်းတိတ်ဝမ်းသာအားရတယ်ဖလန်မြို့တင်ပိုက်တဲ့ခါကျတော့တို့အလုံးများတယ်အလုံးများတဲ့ခါကျတော့နောက်မှပဲတွေ့ရအောင်လုံးလုံးစေအလုံးများနေသေးတယ်ဆိုတဲ့အနေထားကြောင့်ကျွန်တော်တို့နည်းနည်းရွှေ့တယ်နည်းနည်းရွှေ့တယ်ကိုတော့၄လပိုင်းမဟုတ်တော့ဘူးเนาะ၅လပိုင်းကျွန်တော်တို့ရောက်နေပြီเนาะအခု၅လပိုင်းမှာတော့တွေးနိုင်တော့မယ်လို့ကျွန်တော်တို့ကမျှော်လင့်တာပေါ့ဒါပေမဲ့အဲ့ဒီကတော့ကျွန်တော်တို့ကို initiative ကျွန်တော်တို့ကိုဦးစီးဦးဆောင်တဲ့နှစ်ဖက်ပါဝင်တဲ့သုံးဖက်ပေါ့နော် CB ဖက်ကရဲ့နောက်ပြီးတော့ကျွန်တော်တို့ CC ဖက်ကရဲ့မဇောရမ်ဖက်ကလူကြီးရဲ့သုံးဖက်ပါဝင်တဲ့ပေါ့ team leader တွေကလုပ်နေတာပေါ့နော်လုပ်နေတာပေါ့သူတို့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့တွေ့မယ်လို့ကျွန်တော်တို့ပြောလင့်တယ်ကျွန်တော်တို့တွေ့တဲ့ခါမှာနိုင်ငံရေးအရာဘယ်လိုဖြေရှာမလဲကျွန်တော်တို့ကပူပေါင်းဆောင်ရွက်မှုကိုပုံရန်သူကိုဘယ်လိုကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပြီးတော့ရင်ဆိုင်မလဲချင်းပြည်ချင်းလဲမှာရှိတဲ့ပုံရန်သူစခန်းက၄ခုပဲအဓိကအဖြစ်ကြံနေပြီအဲ့ဒီ၄ခုကိုအဆုံးသတ်ဘယ်လိုကင်းရှင်းအောင်ဘယ်လိုလုပ်မလဲချင်းတော်မှာချင်းပြည်မှာပုံရန်သူစခန်းကင်းရှင်းအောင်ဘယ်လိုလုပ်မလဲဆိုတော့ဥစ္စာကိုလုပ်ဖို့ကျွန်တော်တို့ကအလေးနဲ့ဆွေးနွေးမြဲလို့ကျွန်တော်တို့ပြောလင့်တယ်အဲ့ဒီအပြင်ကျွန်တော်တို့က Chin National Council ဆိုပြီးတော့ကျွန်တော်တို့ကစုရက်တစ်ခုပေါ့နော်စုရက်တစ်ခုချင်းတော်လှန်ရေးဒီအားလုံးစုရက်က Chin National Council ဆိုပြီးတော့အဲ့ဒီစုရက်မှာပဲအလုံးဝိုင်းစုရအောင်ဆိုတဲ့ initiative ပေါ့နော်ကမကထားလောက်တာပေါ့အဲ့ဒီဖက်ကိုလည်းကျွန်တော်တို့ကလုံးဖဖြစ်တယ်နောက်ပြီးတော့နှစ်ဖက်လက်ခံတဲ့ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံမူကြမ်းပေါ့နော်အဲ့ဒီမူကြမ်းကိုလည်းကျွန်တော်တို့ကအကျန်းဒီစလုပ်တယ်အဲ့ဒီအကျန်းကိုလုပ်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆက်လက်ပြီးတော့ထိန်းသိမ်းခြေလှမ်းသွားဖို့ဆိုတဲ့မူဒီပေါ့နော်အဲ့လိုအနေထားနဲ့ကျွန်တော်တို့လုပ်နေပါတယ်ဆိုလို့ကျွန်တော်ပြောချင်